အဲ့လိုရှိရဘိုးကောင်းမိပါသူတို့ကောင်းနေတဲ့ပေါင်းတင်ကြရတော့သူတို့ရဲ့အတူကိုယူပြီးတော့နောက်လာနောက်သားတွေလည်းပဲသူတို့ဆဲမပြတ်ပဲနဲ့ကုသိုလ်ကြီးကြအားထုတ်ကြတာအမှန်တန်ဝင်တာကိုပေါ့များသောအားဖြင့်နောက်ကသာသမီတွေကဝါသနာမပါဘူးဆိုရင်မလိုက်လာတော့ခြေတုံးကလူကြီးတွေရတာလှုပ်သွားတယ်နောက်ကသာသမီတွေကြတော့တချို့မပါလာတော့လူတကာကြီးတို့မိသားစုရဲ့အနေနဲ့ကြတော့သာသမီတွေပါလာတယ်ဆိုတာအမှန်တန်ဝင်တာကိုပေါ့တော့နောက်လို့တွေကြတော့မသိတော့တကာကြီးတော့မှဟိုတော့ကောင်းမသိဘူးဟိုတော့တကာကြီးဟိုလည်းမလာနဲ့ဆရာတော်ကြီးမြောင်းရဆရာတော်ကြီးဒီဇာဝိဇာရှိရင်တကားလေးကကားတကာကြီးကကားလေးနဲ့ရောက်လာပြီးတော့အကျိုးပို့တယ်လို့လုပ်တာအဲ့ဒါတွေကိုတော့မှတ်မိတယ်တော့နောက်လူတွေကြတော့အဲ့လောက်ပါလိမ့်မယ်လို့မထင်ဘူးခုလိုဒီတရားရမတွေဘက်ကလည်းပဲအဲ့လိုရှိသူတော်ကောင်းကြီးတွေကိုယ့်ရဲ့ဘိုးဘွားမိဘတွေအတူယူပြီးတော့ကုသိုလ်လုပ်နေတာကောင်းတာပေါ့ဘုန်းကြီးတွေဘက်ကကြောက်လည်းပဲဆရာတော်ကြီးတွေကိုတူယူပြီးတော့နောက်သားတပည့်သားမျိုးတွေကနေပြီးတော့တူယူပြီးတော့လုပ်ကြတော့ဆရာပဲတကားပဲအဲ့လိုတန်နိုင်ကြတယ်လို့ပဲလုပ်ကြအဲ့လိုလူကြီးတွေအတွက်ကတော့သိပြောကြအောင်ရှိပါဘူးလူငယ်တွေအတွက်နည်းနည်းပြောချင်တာလေးရှိတယ်လူငယ်တွေအတွက်ပြောချင်တာဆိုတော့လောဘများကြီးဖို့အဲ့လိုပြောချင်တယ်ဘုန်းကြီးတို့နိဗ္ဗာန်ရောက်ကြောင်းအချင်းဆိုတော့လောဘနဲ့အောင်ကျင့်ရမယ်အဲ့လိုပြောကြပြောတော့ပြောရင်လည်းဘုန်းကြီးတွေကလောဘတွေကြီးလာအဲ့တော့ဘုန်းကြီးတွေကလူတွေအတွက်ကြတော့လောဘမကြီးဘူးပြောပြီးတော့ဘုန်းကြီးတွေကြတော့လောဘတွေကကြီးလာဒါတွေကတိတ်မကောင်းတာအဲဒါကြောင့်ဘုန်းကြီးတွေအတာဒါလူတွေအတွက်ကြတော့လောဘများကြီးဖို့လိုတယ်တော့လောဘကြီးမှလောဘကြီးတယ်ဆိုတာငါအတွက်ဘာတွေငါပြည့်စုံအောင်လုပ်မလဲငါမိသားစုအတွက်တည်တဲ့ဒီပို့ပြီးတော့တိုးတက်အောင်ဘယ်လိုလုပ်မလဲဒီလိုလောဘရှိဖို့အဲ့လိုလောဘရှိမှပဲစီဝါကြီးကလှုပ်ချက်သိရှိလာလောဘမရှိဘူးဆိုရင်လူတွေအနေနဲ့ဘုန်းကြီးစိတ်မွေးပြီးတော့ဘုန်းကြီးလိုလောဘတတ်မယ်ဆိုတာကြီးတွေလုံးနေလို့ရှိရင်လောကီစီဝါကြီးတွေအကုန်လုံးနှိမ့်ကြကုန်အဲဒါကြောင့်လူတွေအနေနဲ့လောဘများကြီးဖို့လိုတယ်လောဘများကြီးပြီးတော့အလုပ်တွေလုပ်ကြအောင်ဒါပေမဲ့လုံးတဲ့အခါမှာဘာနဲ့ထိရမလဲဆိုတော့တမ္မာအာဇီဝနဲ့ထိမယ်တော့ကိုအတမွေဝါကြောင့်လုပ်တဲ့အခါမှာအများကိုထိကြိုက်တဲ့အလုပ်လူများမျက်ရည်ကျတဲ့အလုပ်မလုပ်ဘဲနဲ့အပြစ်ကင်းတဲ့လူလောကီအပြစ်လောကုတ္တရာအပြစ်ကင်းတဲ့အတမွေဝါကြောင့်အဲလိုလုပ်တဲ့ဆိုလို့ရှိရင်ဘုန်းကြီးတို့ဒီတမ္မာအာဇီဝဖြစ်တာပေါ့တမ္မာအာဇီဝဖြစ်တယ်ဆိုရင်ဒါမဂ္ဂင်7ပါးထဲမှာပါနေပြီဒီတော့နိဗ္ဗာန်ရောက်ကြောင်းပဲတကယ်တော့တွေးကြည့်လို့ရှိရင်အဲ့လိုလုံးတတ်တယ်ဆိုရင်မဂ္ဂင်7ပါးကျင့်ရင်နိဗ္ဗာန်ရောက်တယ်လို့ဆိုတာဟုတ်အဲ့လိုတော့ကိုယ်ကတမ္မာအာဇီဝအလုံးနဲ့ကျိုးစားတမ္မာအာဇီဝလုပ်တော့တမ္မာအာဇီဝမဂ္ဂင်ပါနေတမ္မာအာဇီဝမဂ္ဂင်ပါတယ်ဆိုရှိရတမ္မာဝါစာတမ္မာကမ္မန္တာလည်းမခဲရင်တော့သူဆိုင်ရသူအချိန်ရောက်ရင်သူပါလာမှာပဲဒီကျိုးစားအလုံးလုပ်တဲ့အတွက်ကြောင့်တမ္မာဝါယမမဂ္ဂင်လည်းပါနေပြီးတော့တမ္မာတတိတမ္မာသမာဓိဒါတွေလည်းပဲလုပ်ကိုဆိုရမြဲနဲ့လုပ်တယ်ဆိုရင်ပါနေပြီပါတဲ့အခါမှာဒီလုပ်တဲ့အခါမှာတမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်နဲ့တမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေးခေါ်တွေနဲ့ဒါတွေလုပ်နေကိုယ်ကစီဝါရေးလုပ်ရင်းနဲ့ပဲတမ္မာအဇီဝကြနဲ့အလုံးလုပ်ရင်းနဲ့ဓမ္မရဲ့ခြေပါပြည့်စုံနေတယ်ပြည့်စုံရင်ဒါနိဗ္ဗာန်ကြောင်းကျင့်မယ်အဲ့ဒါကြောင့်ဒီမျက်စိလဲမနေဖို့လိုတာပဲများသောအားဖြင့်စီဝါရေးလုပ်တယ်လောဘတွေနဲ့လုပ်တယ်ဆိုတော့ဒါအကုသိုလ်လုပ်တယ်လောဘတွေကြီးတယ်ဆိုအဲ့လိုထင်တတ်တယ်တကယ်မဟုတ်ဘူးအဲဒီလောဘကြီးပြီးတော့လုပ်တဲ့အခါမှာအဲဒီလောဘကိုအလောဘနဲ့တတ်ပြီးတော့တမ္မာအာဇီဝနဲ့တတ်ပြီးတော့တမ္မာအာဇီဝကြအလုပ်ပြီးဆိုရင်ဒါမဂ္ဂင်7ပါးပြည့်စုံတယ်မဂ္ဂင်7ပါးပြည့်စုံတယ်ဆိုဒါနိဗ္ဗာန်ကြောင်းကျင့်မယ်ဒါကြောင့်လို့
လူငယ်တွေအနေနဲ့အဲဒီတမ္မာအာဇီဝကြကြလောဘကြီးကြီးနဲ့တမ္မာအာဇီဝကြကြအလုံးလုံးကိုတိုက်တွန်းခြင်းအဲ့ဒါမှပဲကိုမိသားစုတိုးတက်မယ်ငါကမိဘအမွေရထားတယ်မိဘအမွေရတာလေးကိုထိုင်ဖြုံးနေတယ်ဆိုရင်ဒါမတိုးတက်တော့ဘူးအဲ့တော့ကိုလက်ထက်ရောက်လာတဲ့အခါမှာဒီမိဘတွေတဲ့မိဘတွေလက်ထက်ကတဲ့ပို့ပြီးတော့ကြည်ဝအောင်ချမ်းတော့ဒါတမအကျိုးနဲ့ကြိုးစားပြီးတော့ရှားမှာပဲအဲ့ဒါကြောင့်မလို့အဲ့လိုရှားနိုင်တော့ဘာဖြစ်လဲတော့ဘုရားလုံးတို့ရှားပြီးပေါ့ဘုရားလုံးတို့လည်းပဲဘဝဆက်ဆက်ထိတ်တန်းကိုရောက်သူအလုပ်လုပ်လာခဲ့ထိတ်တန်းကိုရောက်အောင်လုပ်ပြီးတော့အဲ့လောဘနဲ့တကူကောင်းဆန်ပြီးတော့သုံးမနေပဲနဲ့အများအကျိုးကိုဆောင်ရွက်သွားတယ်။တော့အများအကျိုးကိုဘယ်လိုဆောင်ရွက်နိုင်လဲဆိုတာလည်းပဲအနည်းဆုံးကိုယ်ကပြည့်စုံနေမှာဖြစ်တာပေါ့။အဲ့တော့ကိုယ်ကမပြည့်စုံဘူးဆိုရင်ဘယ်လိုလုပ်လဲကိုယ့်အတွက်မှမပြည့်စုံဘူး။အများအတွက်တော့ကိုခဲရင်တယ်။ကြောင့်လို့ကိုယ့်အတွက်ပြည့်စုံအောင်ဆိုပြီးတော့အဲ့လိုလောဘကြီးကြီးနဲ့တမာဇီဝကြာကြာနဲ့လုပ်လို့တယ်ဆိုရင်ကိုယ်လည်းပဲပြည့်စုံသွားတယ်။ကိုယ်ပြည့်စုံရင်ဒီအပေါ်မှာလောဘနဲ့စွဲမနေပဲနဲ့ဟောငါရတဲ့ပစ္စည်းဥစ္စာလေးအများကျိုးအတွက်ဖြစ်ရမယ်ကိုမိသားစုအ ਨੇ ဆုံးအများကျိုးကိုတာထားဖို့ကိုမိသားစုအတွက်ဖြစ်မယ်ဆိုပြီးတော့ဒီလိုတွေးရင်ကိုကကုသိုလ်တွေဖြစ်နေဟောလည်းသားသမီးတွေပဲတကယ်ကြတော့ဧည့်သည်တွေပဲသူကိုနဲ့သွေးသားတော်ဆက်လာပြီးတော့သားသမီးလို့လောကီဆိုကြလိမ့်မယ်လို့တကယ်တမ်းပြောရင်တန်ပြာခီးသွားတယ်ပဲကိုခဏမှလူဘုံလူဘဝဒီရှေးကြီးဆက်လို့ဒီလိုပြောကြတော့ရှေးဆက်နဲ့လာပြီးတော့ဆုံကြတဲ့ခဏမှလာဆုံတဲ့ဧည့်သည်တွေပဲသူလည်းဧည့်သည်ကိုလည်းဧည့်သည်ပြီးတော့ကိုယ်အိမ်ရောက်လာတဲ့ဧည့်သည်တယောက်ကောင်းမွန်မွန်ပြုစုတယ်အဲ့ဒါလိုပဲကိုသားသမီးကိုဧည့်သည်ကိုထားပြီးတော့ကောင်းမွန်မွန်ပြုစုတယ်ဆိုရင်ဒါကုသိုလ်ပဲဒီလိုကိုယ့်ရဲ့မိဘဧည့်သည်ဘောထားပြီးတော့ဒီနေ့ကျတော့သူကလည်းပဲသူလမ်းနဲ့သူသွားမှာပဲသူကံနဲ့သူသွားမှာပဲအခုခဏသာဆုံးတယ်ဒါငါရဲ့အကောင်းဆုံးဧည့်သည်ပဲကျေးဇူးရှိတဲ့ဧည့်သည်ပဲအဲဒီဘောထားပြီးတော့မိဘကိုကြာနာပြုစုတယ်ဆိုရင်လည်းပဲကုသိုလ်တွေရမှာပဲအဲဒါကြောင့်ကုသိုလ်ကဒီစိတ်လေးနဲ့အလုံးလုံးတတ်ဖို့ပဲလိုတာပဲစိတ်နဲ့အဲလိုစိတ်မျိုးသဘောမျိုးထားလို့ရှိရင်ဧည့်သည်ကိုပြုစုရတဲ့ကုသိုလ်တွေနေ့စဉ်နေ့စဉ်အိမ်မှာနေနေရတယ်ပြီးတော့ဘာမှကုသိုလ်တခြားကိုသွားပြီးတော့ရှားနေကြမလို့တော့အိမ်မှာနေနေလှုပ်လှုပ်တတ်တယ်ဆိုရင်ကုသိုလ်တွေရတယ်။ဘယ်တော့အဲ့ဒီစိတ်လေးနဲ့များများပစ္စည်းကိုရအောင်ရှားမယ်ရှားတဲ့အခါတတိထားစရာတော့ခဏပြောလိုက်တဲ့တမ္မာအာဇီဝနဲ့ရှားမယ်။အဲ့ဒါဆိုလို့ရှိရင်ဒါမဂ္ဂင်7ပါးနဲ့ပြည့်စုံပြီးတော့ဒါကြီးပွားချမ်းသာမှာပေါ့။အဲ့လိုမှမလုပ်နိုင်လို့ဆိုရင်ဘုန်းကြီးသိနေမှုပြီးတော့လောဘတွေတတ်မယ်လောဘတွေမရှိရဘူးဆိုပြီးတော့အလုံးမလုံးရင်ဘယ်လိုလုပ်မလဲအဲ့ဒါကြောင့်မလို့ဒီဘုန်းကြီးတို့ဒီဘုရားဘာသာနိုင်ငံတွေမှာအပြစ်ပြောခံရတာရှိတယ်ဟုတ်တယ်ဘုရားဘာသာနိုင်ငံတွေဆင်းရဲနေတာတွေများနေတယ်ဘုရားဘာသာကြောင့်ဆင်းရဲတယ်လို့ဒီလိုလည်းပဲပြောနေကြတော့အပြစ်တင်တဲ့လူတွေကတကယ်တမ်းဘုရားဘာသာကြာနာနာပြီးပြီးသားသားလုံနိုင်တယ်ဆိုရင်သူများနဲ့ထိတ်နှံရောက်မှာပေါ့ဒါကြောင့်ဘုန်းကြီးတို့ဒီရှေးဆရာတော်ကြီးတွေဥပမာတောင်မြို့ဆရာတော်ကြီးတွေအဲ့ဒါတွေကိုညွှန်ပြခဲ့တာပဲဟိုမှာအနာဂတ်သာသနာကြီးတို့ပါတော့ဒီလိုဘုရားအလိုတော်ကြအဲ့ဒါတွေကိုဆရာတော်ကြီးတွေဟောပြောကြည်သာခဲ့တာပဲအဲ့တော့အဲ့ဒီအတိုင်းတကယ်တမ်းလုံနိုင်လို့ရှိရင်ဘုန်းကြီးတို့ဘုရားဘာသာနိုင်ငံဗမာနိုင်ငံကြီးကထိတ်နှံရောက်မှာပေါ့ကိုအဲ့လိုမဟုတ်ဘဲနဲ့တရားကြီးကကောင်းပြီးတော့အဲ့ဒီတရားအတိုင်းဘုန်းကြီးတို့မလုံနိုင်ဘူးဖြစ်တယ်မလုံနိုင်ဘူးဖြစ်တဲ့အခါကျတော့အများနဲ့စာရဒီစီဝါရေးအရာပညာရေးအရာနောက်ကျနေတာပေါ့အဲ့ဒါလည်းတရားကြီးကကောင်းပြီးတော့အဲ့ဒီတရားကအပြောပဲများနေတာရှိတယ်တော့အပြောလောက်ပဲဖြစ်နေပြီးတော့တကယ်လက်တွေ့ကျင့်သုံးတာတွေကနည်းလာတဲ့အခါကျတော့တွေ့ရရင်အမှန်တန်ဝင်နေဖို့ကောင်းတယ်ဘုန်းကြီးတို့ဒီဘဝတစ်လျှောက်လုံးဟာတုံးနဲ့တူတိုက်ခိုင်းပြီးတော့လာခဲ့တာပဲဘုရားဘာသာနိုင်ငံကြီးဖြစ်ပြီးတော့ခုအချိန်ဒီတိုက်ခိုက်မှုကဒီခေတ်မှာပို့ပြီးတော့ဆိုးနေအဲ့လိုဆိုတော့ဘုရားဟောတဲ့တရားကအ
အနည်းဆုံး၅ပါးသီလလေးပဲကြည့်ကြည့်ဘယ်တော့ကောင်းမလဲတော့၅ပါးသီလလေးကကိုကမလုံးနိုင်ရဘူးဖြစ်တော့အထူးအဖြစ်တော့တတ်တာဖြတ်တာတွေကအမြဲတမ်းဆိုးရတဲ့အလုပ်ပေါ့တိရစ္ဆာန်လေးတွေပုံမောလေးတွေတော့မှမတတ်ရဘူးလို့ပြောတာအဲ့တော့ကိုကလူချင်းတတ်နေကြတော့ဘယ်လိုလုပ်မလဲဒါဘုရားဘာသာထုံးကားပါတယ်ဆိုပြီးတော့ဒီလိုပြောတဲ့နိုင်ငံအဲ့ဒါလေးတွေကြည့်ပြီးတော့ဘုန်းကြီးတို့တို့ကောင်းနေအနေနဲ့တို့အပြင်လူငယ်တွေအနေနဲ့ကျတော့ကိုမိသားစုချမ်းသာဖို့အတွက်တော့ပဋိရူပဖြစ်အောင်ကိုကကြိုးစားမှာပေါ့တင့်တော်တဲ့ကိုကုသိုလ်ပညာဥစ္စာရတဲ့နေရာဒေသတစ်ခုဖြစ်အောင်ဒါကြိုးစားယူရမှာပဲအဲ့လိုအများအပြားဘုန်းကြီးတို့ဒီခေတ်မှာဖြစ်နေတယ်လေပဋိရူပအရာဆိုတော့ကိုယ်နိုင်ငံကပဋိရူပမဟုတ်တော့ဘူးဆိုပြီးတော့ကိုယ်နိုင်ငံသားထွက်တာတွေများပြီလူငယ်တွေအလုံးလုံးနိုင်တဲ့ကလေးတွေဟာကိုယ်ကမှပြည့်ပဋိရူပမဟုတ်တော့နိုင်ငံသားထွက်တော့တာပေါ့သူတို့လည်းပြည့်စုံရမရှိဘူးဘာလို့လဲကိုယ်နိုင်ငံအခြေအနေကစီဝါရေးလို့မကောင်းအနည်းဆုံးလုံခြုံမှုကမရှိတော့အဲ့လိုဆိုတော့နိုင်ငံသားထွက်ဖို့တတ်နိုင်မယ်ဆိုလို့ရှိရင်တော့ကိုယ်နေရာကိုပဋိရူပဖြစ်အောင်သူများပဋိရူပဖြစ်တာကိုမတော်ဘဲနဲ့ကိုယ်နေရာကိုပဋိရူပဖြစ်အောင်ကြိုးစားမှာပေါ့အဲ့လိုကြိုးစားတဲ့အခါမှာပုဗ္ဗေသကတ္တပုညတာရှိကပြုခဲ့ဘူးတဲ့ကုသိုလ်ကောင်းမှုရှိခြင်းဆိုတဲ့ဒီအင်္ဂါရပြည့်စုံရင်ဒါပဋိရူပရောက်တယ်လို့ဆိုတော့ဘူးဒါပေမဲ့လို့အဲ့ပုဗ္ဗေသဆိုတဲ့ဟာကိုဟိုးရှိဘဝကိုမယူဘဲနဲ့ဟိုမှာဒီနေ့နဲ့တွေ့ရင်မနေ့ကရှေးပုဗ္ဗေသပေါ့မနေ့ကဒါအရင်ကဖြစ်ခဲ့ဘူးလားပဲရောမနေ့ကကိုကကောင်းကောင်းလုပ်ခဲ့မယ်ဆိုရင်ဒီနေ့အတွက်ဒါကောင်းမှာပေါ့ဒါကြောင့်ပုဗ္ဗေသကိုဟိုးရှေးလို့ဘာမှမပြန်မဲနဲ့ရှေးဥစွာလို့ဒီလိုပြန်ရင်ပိုကောင်းမယ်ဒါကြောင့်တချို့နေရာမှာပုဗ္ဗေသပုဗ္ဗေကိုရှေးဥစွာနဲ့ဒီလိုပြန်လေးရှိတယ်တို့ရှေးနိုင်ရှေးဘဝနိုင်လို့ဒီလိုမယူပဲနဲ့ရှေးဥစွာရှေးဥစွာကတော့ဘယ်လိုအဓိပ္ပာယ်ထွက်မလဲရှေးပုဗ္ဗေသကတ္တပုညတာအလုံးတစ်ခုလုံးတော့မယ်ဆိုရင်ရှေးဥစွာကြိုတင်ပြီးတော့ကောင်းတဲ့အလုပ်တွေလုပ်မယ်အဲ့ဒါဆိုလို့ရှိရင်ဒါပုဗ္ဗေသကတ္တပုညတာနဲ့ပြည့်စုံပြီးတော့ပဋိရူပဒေသဝါဒဖြစ်ဖို့မခဲရင်တော့ဘူးအဲ့တော့အလုံးလုံးရင်ကြိုတင်ပြီးတော့ကိုယ်ကကောင်းမွန်မွန်တွေးခေါ်ပြီးတော့အလုံးလုံးကြမယ်ပြီးတော့အဲ့ဒီကြိုတင်တွေးခေါ်အလုံးလုံးနိုင်အောင်အတ္တသမ္မာပဏိတိကိုယ်ကိုကောင်းမွန်မွန်ထိမ့်သိမ့်မယ်ကိုပြက်စရာတွေစိတ်ကိုလွတ်ထားလိုက်မယ်ဆိုရင်ပြက်စရာတွေအာယုန်ကြီးအများကြီးဖြစ်နေအဲ့ဒါကိုကိုယ်ထိမ့်သိမ့်သိမ့်နဲ့ကိုယ့်ကိုနေနိုင်တယ်ဆိုရင်ဒါအတ္တသမ္မာပဏိတိမင်္ဂလာတွေပြည့်စုံတာပေါ့အဲ့ဒီမင်္ဂလာ၃ပါးနဲ့ပြည့်စုံပြီဆိုရင်ဒါပဋိရူပဒေသဝါဒဖြစ်ပြီးတော့ជីវချမ်းသာမှာပေါ့တို့မြတ်စွာဘုရားတရားတွေအဲ့လိုအကောင်းကြီးအဲ့ဒီအကောင်းကြီးရဲ့စားထဲမှာပဲရှိပြီးတော့တကယ်လက်တွေ့ကိစ္စမှာမပါနာဘူးဖြစ်နေမပါနာဘူးဖြစ်နေတာဒုက္ခဖြစ်မှာပဲဘုရားတို့ဒါကြောင့်ဘယ်တော့ကြီးပဲကောင်းတာတွေလိုက်ရှာအဲ့ဒီဘုရားဟောထားတဲ့တရားတော့ဘယ်မှကောင်းတာမရှိဘူးတကယ်တမ်းကလုံနိုင်တယ်ဆိုရင်ဒါကြောင့်ဘုရားတို့သူတော်ကောင်းတွေအနေနဲ့လူငယ်လေးတွေအနေနဲ့ကိုယ်ကစပြောခဲ့တဲ့အဲဒီတကယ်တမအာဇီဝကြာနဲ့လုံမယ်ဆိုရင်တော့ပြည့်စုံပါလေလောဘကြီးထားပြီးတော့တမအာဇီဝနဲ့ထိမ့်ပြီးတော့လုံမယ်ဆိုရင်မဂ္ဂင်၈ပါးအကုန်လုံးပြည့်စုံပြီးတော့ဒါဒီလောကီမှာလည်းပဲကြီးဝါမယ်နောက်ဆုံးမှနိဗ္ဗာန်ထိအောင်ဒီမဂ္ဂင်၈ပါးပို့မယ်ဆိုတော့ဒါဘုန်းကြီးအမြင်နဲ့ပြောတာပေါ့ဟိုအများအပြားတော့ဟိုတဲ့ပြောကြကြည့်တာလောဘကြီးထားပါဆိုရင်တော့အများစုကကြိုက်မှာမဟုတ်ဘုန်းကြီးလောဘကြီးအောင်လုပ်နေတယ်ဆိုလို့ဖြစ်တယ်ဘုန်းကြီးအမြင်ပြောတာကလောဘကြီးပါကြီးပြီးတော့ဓမ္မအာဇီဝနဲ့အလုံးလုံးပါအဲ့ဒါကိုဆိုချင်တာဓမ္မအာဇီဝတော့ထိန်းတာအဲ့တော့အလုံးလူငယ်လေးတွေအနေနဲ့အဲ့လိုလောဘကြီးထားပြီးတော့ဓမ္မအာဇီဝနဲ့ကောင်းမွန်အလုံးလုံးနိုင်တဲ့ဒီတဲ့ဒီကြီးပွားအောင်လုပ်နိုင်တဲ့သူတော်ကောင်းများဖြစ်နိုင်ကြပါစေကုန်သတည်း